နောက်ဆုံးစီရင်စစ်ကြောချင်းအကြောင်းဆရာတော်ဂျမန်းစိတ်ခီ2019ဂျေစီစာဆောင်2019ခုနှစ်မတ်လ6ရက်နေ့မှာပြခန့်ပွဲဆိုတဲ့ဝါရင်းအချိန်ကာလစတင်ပြီးဖြစ်ပါတယ်။ဝါရင်းကာလမှာထောက်ရှုစရာဖြစ်တဲ့နောက်ဆုံးစီရင်စစ်ကြောချင်းအကြောင်းကိုရေးသားချင်ပါတယ်။ဒီနောက်ဆုံးစီရင်ချင်းအကြောင်းကိုဖတ်ရှုသည့်ပုဂ္ဂိုလ်များနဲ့ဝါရင်းကာလနှင့်ပတ်သက်သောကျင့်စဉ်များကိုကျင့်ကြံမိသူများအတွက်တမ္မာတေဦးအခန်းကြီး25အခန်းငယ်31မှ46မှာအသိငယ်ဆုံးသောငါ၏ညီအကိုတို့တွင်တဦးကိုသင်တို့ပြုစုခဲ့ကြလျင်ငါကိုပင်ပြုစုခဲ့ကြပြီဟု၍နောက်ဆုံးစီရင်စစ်ကြောခြင်းအကြောင်းကိုပေးထားခြင်းဖြစ်ပါသည်တချင်းဆိုပြိုင်ပွဲတွေမှာဒိုင်လုတဲ့သူတွေတွေ့ဘူးကြပါလိမ့်မယ်အိမ်မက်ဆောင်ရတချင်းဆိုပြိုင်ပွဲမြန်မာအိုင်ဒယ်ငင်းချင်းတချင်းဆိုပြိုင်ပွဲတချင်းကြီးဆိုပြိုင်ပွဲတို့စသဖြင့်အမျိုးမျိုးသောတချင်းဆိုပြိုင်ပွဲတွေနဲ့အခြားသောပြိုင်ပွဲတွေဖြစ်တဲ့ဟင်းချက်ပြိုင်ပွဲတွေလည်းရှိကြပါတယ်အဲ့ဒီမှာဘာတွေတွေ့ရသလဲဆိုရင်ပြိုင်ပွဲတိုင်းမှာဒိုင်တွေကနေရှင်ပြိုင်နေကြတဲ့သူတွေကိုဘယ်လိုအမှတ်ပေးသလဲဒိုင်တွေအမှတ်ပေးတဲ့စနစ်တွေကိုလည်းပဲကျွန်ုပ်တို့ကိုအတိုင်းအတာတစ်ခုအနေနဲ့ဖော်ပြကြတာတွေ့ရပါတယ်အမှတ်ပေးစနစ်ဆိုတာကတော့တနေရာကနေတနေရာကိုတက်လှမ်းမှုတင့်တော်ရောက်ပတ်တဲ့စံချိန်စံနှုန်းရှိမှရကြပါတယ်စာမေးပွဲဆိုပါတော့တတန်းကနေနောက်တတန်းတက်ဖို့ဒါလည်းဒီလိုပါပဲလောကမှာတရကတွေအများကြီးရှိပါတယ်ဒါပေမဲ့လောကမှာတွေ့ကြုံရတဲ့ဆန်းစစ်မှုတွေဟာအရေးကြီးပင်ကြီးညားတော့လဲဒီထက်ပိုပြီးများတဲ့နောက်အရေးကြီးတဲ့စစ်ဆေးမှုတွေလည်းရှိနေပါသေးတယ်လောကမှာဒီလောက်များပြားတဲ့တဆင့်ကနေတဆင့်တနေရာကနေတနေရာတိုးတက်ရဘတ်သို့ဥတီပြောင်းလဲဖို့အတွက်အစစ်ဆေးခံရတာတခဏတာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲပြောင်းလဲခြင်းဟာတည်ငါပဲဖြစ်သည့်အတွက်ကြောင့်ဖြစ်ပါတယ်။ကျွန်တော်တို့အတွက်ဒါထပ်ပိုပြီးအရေးကြီးတဲ့စာမေးပွဲတစ်ပွဲရှိပါတယ်။ဘာစာမေးပွဲလဲဆိုတော့တည်ငါအတွက်မဟုတ်ဘဲနဲ့ခြားရအတွက်စာမေးပွဲဖြစ်ပါတယ်။ဒီစာမေးပွဲနဲ့ပတ်သက်ပြီးသင်ယူညွှန်နယ်လည်းရှိထားပြီးသားဖြစ်ပါတယ်။ပိုပြီးကျွန်ုပ်တို့အတွက်လွယ်ကူတာကတော့အဲ့ဒီခြားရအတွက်မေးခွန်းတွေကိုလည်းပြောထားပြီးသားဖြစ်ပါတယ်။ဘလောက်တောင်မှကျွန်ုပ်တို့အတွက်ပြင်ဆင်ရတာလွယ်ကူအောင်ဖရာသခင်ကဤကဲ့သို့ဖန်တီးပေးထားတာဖြစ်ပါတယ်။နောက်ဆုံးစီရင်စစ်ကြောခြင်းမှာစစ်ဆေးမဲ့အရာဟာတအားကြီးခက်ခဲတဲ့မိကွန်းတော့မဟုတ်ပါဘူးလူမျိုးမရွေအစံတန်းမရွေဖြေလို့ရနိုင်တဲ့လွယ်ကူတဲ့မိကွန်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကဖြေတဲ့သူအလုံးအောင်စေခြင်းလို့ပဲဖြစ်ပါတယ်။ပတ်စံမရှိတဲ့သူလည်းဖြေလို့တက်ရမယ်။စာမတက်တဲ့သူလည်းဖြေလို့ရနိုင်မဲ့မိကွန်းတွေပဲဖြစ်ပါတယ်။မိကွန်းဟာဘာအပေါ်မှာအခြေခံလဲဆိုတော့ Simple Deeds of Mercy လို့ခေါ်တဲ့တနာချင်းကိုအခြေခံပြီးလှုပ်ဆောင်ခဲ့တဲ့အလုပ်အပေါ်အခြေခံတဲ့မိကွန်းပဲဖြစ်ပါတယ်။တနာချင်းကိုအခြေခံပြီးပြောတဲ့စကားတနာချင်းကိုအခြေခံပြီးလုပ်တဲ့အလုပ်တွေအဲ့ဒီအပေါ်မှာစစ်ဆေးမှဖြစ်ပါတယ်။တကယ်တော့ရိုးသားတဲ့အလုပ်တွေဟာလူရဲ့နှလုံးသားကိုထိစေပါတယ်။ယူသားဖြူစင်တဲ့အပျော်အလုပ်တွေဟာသူတစ်ပါးစီရောက်သွားပြန်တော့လည်းပဲသူတစ်ပါးဆွဲကြံရည်စီတဲ့အရာတွေပဲဖြစ်ပါတယ်။ယူသားတဲ့သူဖြူစင်တဲ့သူတွေရဲ့တနာကျင်နာခြင်းနဲ့ဆက်နွယ်တဲ့အပျော်အလုပ်အပြုံးတွေဟာတပါးသူရဲ့မျှော်လင့်ခြင်းကိုပြန်လည်ရှင်သန်စေပါတယ်။ယနေ့ယူသားတဲ့သူတွေ
သဘောထားဖြူစင်တဲ့သူတွေတနာတတ်တဲ့သူတွေချစ်ချင်းမေတ္တာပြနိုင်တဲ့သူတွေအများကြီးရှိမှာပါယခုပြောတဲ့ရိုးသားတဲ့သူတွေဖြူစင်တဲ့သူတွေတနာတတ်တဲ့သူတွေကိုချင်းစာတတ်တဲ့သူတွေဟာသူတို့နှလုံးသားနဲ့သူတို့ကိုယ်ကိုသူများအတွက်ပေးတဲ့သူတွေပဲဖြစ်ပါတယ် They are the persons giving of themselves and their hearts တေလွန်ကြတဲ့ကျွန်တော်တို့ချစ်တဲ့မိဘဂျေဇုရှင်တွေအသိမိတ်ဆွေတွေဂျေဇုရှင်တွေကိုကျွန်တော်တို့လွမ်းဆွကြရပါတယ်။ဘာကြောင့်လဲဆိုတော့တည်တည်ချာချာစဉ်းစားကြည့်ရင်သူတို့ဟာလောကမှာနေစဉ်အောင်မြင်ကြော်ကြားနာမည်ကြီးခဲ့တဲ့သူတွေတော့ဟုတ်ချင်မှဟုတ်မယ်။သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကြောင့်ကျွန်တော်တို့လွမ်းဆွတရိရတာလည်းမဟုတ်ဘူး။ကျွန်တော်တို့ကိုပေးကမ်းဆွကျဲခဲ့လို့ကျွန်တော်တို့သူတို့ကိုတရိယာနေရလဲမဟုတ်ဘူးကျွန်တော်တို့ကိုအထူးကတရိယာစီတဲ့အကြောင်းကတော့သူတို့ရဲ့ကျွန်တော်တို့ပေါ်ပေးခဲ့တဲ့ကျင်နာတနာခြင်းကြောင့်သူတို့ရဲ့ယူသားတဲ့ကရုဏာစိတ်ကြောင့်ကျွန်တော်တို့အပေါ်မှာထားရှိတဲ့ချစ်ချင်းကျင်နာတနာခြင်းဂရုစိုက်ခြင်းကိုချင်းစာခြင်းစတဲ့ဟာတွေဟာကျွန်တော်တို့ကိုယ်တိုင်မြည်ဆန်းခံစားခဲ့ရတဲ့အတွက်ကြောင့်ယနေ့သူတို့မရှိတော့တဲ့နောက်ပိုင်းမှာသူတို့ရဲ့ကျင်နာမှုတွေကိုပြန်ပြီးလွမ်းဆွတ်တန်တာခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မိဘဘိုးဘွားဆွေမျိုးမိတ်ဆွေတငယ်ချင်းသူတို့ပြသခဲ့တဲ့ကျင်နာမှုတနာခြင်းတွေချစ်ချင်းတွေကိုပြန်တည်ရကြမှာပါစာဆိုတစ်ခုရှိပါတယ်ဘယ်လိုလဲဆိုတော့ love is not love until you give it away ချစ်ချင်းဆိုတာသူတစ်ပါးကိုမပေးလိုက်မချင်းချစ်ချင်းဟာချစ်ချင်းလို့မခေါ်ဘူးလို့ပြောထားပါတယ်သူတစ်ပါးကိုပေးနိုင်တဲ့အရာတွေထဲမှာအကောင်းဆုံးနဲ့တန်ဖိုးအရှိဆုံးအရာဟာဘာလဲဆိုတော့ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်ငွေကြေးတွေမဟုတ်ပစ္စည်းဥစ္စာတွေမဟုတ်ဘူးစီးစိမ်တဏှာတွေမဟုတ်ဘူးလောကီစိန်ခံမှုအတွက်ပေးတဲ့အရာတွေလည်းမဟုတ်ဘူးပစ္စည်းမဟုတ်ဘူးချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်တကယ်လက်ဆောင်ဆိုတာမိမိပေးတဲ့မိမိရဲ့အချိန်မိမိရဲ့ဂရုစိုက်မှုတွေမိမိရဲ့အကူအညီမိမိရဲ့အားပေးမှုနဲ့သူ့ရဲ့မိတ်ဆွေအဖြစ်မိမိကိုယ်ကိုပေးခြင်းဟာတန်ဖိုးမဖြစ်နိုင်တဲ့လက်ဆောင်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့တမ္မာတေဥအခန်းကြီး25အခန်းငယ်34ထဲမှာဘယ်လိုရေးထားသလဲဆိုတော့ငါ၏ခမည်းတော်ထံမှကောင်းကြီးတော်ခံရသောသူတို့လာကြလော့ကပ္ပဥကားပင်သင်တို့အတွက်ပြင်ဆင်ထားသောနိုင်ငံကိုအမွေခံကြလော့လို့ရေးထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့သင်သည်အသေးငယ်ဆုံးသောငါ၏ညီအကိုကိုသင်ပြုစုခဲ့သောကြောင့်ဖြစ်တယ်လို့ပြောခြင်းဖြစ်ပါတယ်။မိခွန်းလေးတစ်ခွန်းလောက်မေးခွန်းပြုပါ။ယခုစာဖတ်သူအနေနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်လောက်ကစာဖတ်သူဘယ်မှာရှိသလဲ။လာမည့်နှစ်တရာကြာရင်ရောစာဖတ်သူဘယ်မှာရှိမှလဲ။အဲ့ဒီအဖြေကိုပေးနိုင်သလား။မပေးနိုင်စရာအကြောင်းမရှိဘူး။ပေးနိုင်ကြမှာပါလွန်ခဲ့တဲ့နှစ်ပေါင်း100တုန်းကဘယ်မှာရှိသလဲဆိုတာမပြောနိုင်ပေမဲ့လာမယ့်နှစ်ပေါင်း100ကျော်ကြာလို့ရှိရင်သင်ဘယ်မှာရှိနိုင်သလဲဆိုတာပြောနိုင်မှာပါဘာဖြစ်လို့ကိုယ့်ရဲ့အနာဂတ်ကိုကြိုတင်ပြောနိုင်ကြရမှာလဲဆိုတော့ကိုယ့်ရဲ့ပြစ္ဆုတ်ပံကိုချစ်ချင်းမေတ္တာအပြည့်အဝနဲ့ရှင်သန်နေလို့ဖြစ်ပါတယ်ကိုယ့်ရဲ့ပြစ္ဆုတ်ပံကိုတနာချင်းအပြည့်အဝနဲ့ရှင်သန်နေလို့ပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ပြစ္ဆုတ်ပံကိုသူများတွေအတွက်ပဲစဉ်းစားပေးလို့ပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ပြစ္ဆုတ်ပံကိုအငယ်ဆုံးသောကျွန်ုပ်တို့ညီအကိုကိုအကောင်းဆုံးပေးဆက်ကူညီခဲ့လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အနာဂတ်သည်ကောင်းကင်နိုင်ငံမှာလာမယ့်နှစ်ပေါင်း100မှာအာမခံရနိုင်ကြရမှာဖြစ်တယ်။ဒါကြောင့်
စာဖတ်သူမိတ်ဆွေများကိုဒီကျေးဇူးစာဆောင်ဖတ်ရှုခြင်းအပြင်သင်တို့ရဲ့ဝိညာဉ်ဆိုင်ရာအသစ်တရားများပုံမူကျွဲဝလာပြီးတဲ့နောက်ကျန်ရှိသောလောကရဲ့အသက်တာအနာဂတ်မှာကောင်းကင်နိုင်ငံရိတ်ခအတွက်ပြင်ဆင်စုဆောင်းထားသောပြစ္ဆုတ်ပံတစ်ခုကိုဆက်လက်ရှင်သန်နိုင်ကြပါစေရန်ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်